Education နဲ့ IELTS Learning Center မိသားစုရဲ့2026ခုနှစ်မြန်မာတက္ကသိုလ်1388ခုနှစ်အတွက် IELTS တကြံပွဲလေးကိုစတင်မှာတော့မှာဖြစ်ပါလို့ရှင်IELTS တကြံပွဲတော်ရဲ့ရေကစားမန်တက်စတင်ဖွင့်လှစ်ကြောင်းကြေညာလိုက်ပါ